ဟုတ်နိုင်ငံတကာဝတ်ထည်ပြပွဲတွေကိုတက်ရောက်တဲ့အကြောင်းရင်းကတော့နိုင်ငံတကာမှာအခုလက်ရှိခေတ်စားနေတဲ့ design တွေ colors တွေဘာတွေရှိမလဲဆိုတာတွေကိုအသစ်တွေကိုလေ့လာဖို့အတွက်ပေါ့နော်ကိုယ်နိုင်ငံမှာလည်းပြန်ပြီးတော့ဒီဟာတွေကိုခေတ်စားလာအောင်အသုံးပြုလို့ရနိုင်အောင်လုပ်ဖို့ရယ်နောက်MGMA နဲ့အတူပူးပေါင်းပြီးတော့ပွဲတွေလည်းလုပ်တတ်တာဖြစ်တဲ့အတွက်စီစဉ်တတ်တာဖြစ်တဲ့အတွက်နိုင်ငံတကာပွဲတွေကနေပြီးတော့ဒီကိုယ်နိုင်ငံမှာလုပ်ဝင်နေဘာတွေပိုကောင်းအောင်လုပ်လို့ရမလဲဆိုတာလေးလေ့လာဖို့အတွက်သွားခြင်းဖြစ်ပါတယ်အခုသွားရောက်ခဲ့တဲ့ Bread Desk ကနေပြီးတော့ကိုတို့အိန္ဒိယရဲ့လူနေမှုအခြေအနေအဆင့်တန်းတွေဘယ်လိုရှိလဲသူတို့စီကဈေးကွက်အခြေအနေတွေဘယ်လိုရှိလဲအဲ့ဒါမျိုးတွေတော့လေ့လာခွင့်ရရှိခဲ့ပါတယ်ပြီးတော့စီးပွားရေးအခွင့်အလမ်းဆိုရင်တော့ဒီကိုတို့နိုင်ငံအတွက်လိုအပ်တဲ့ကုန်ကျန်းတွေဘာတွေသွင်းလို့ရမလဲချီနဲ့ပတ်သက်တဲ့ဟာတွေဘာတွေသွင်းလို့ရမလဲပိတ်နဲ့ပတ်သက်တာဘာတွေသွင်းလို့ရမလဲသူတို့စီမှာခစ်စားဆိုရင်တော့ကော်တွန်ကတော်တော်လေးခစ်စားတယ်ပေါ့နော်နာမည်ကြီးရပေါ့တရုတ်ကိုရှင်နိုင်တယ်ပေါ့တရုတ်ကတော့အခုအကုန်ထုတ်နိုင်တာဆိုတော့အိန္ဒိယဒီကော်တွန်ဘိုင်းမှာတော့တရုတ်ကိုအသာလေးရှင်နိုင်တယ်ဆိုတာတွေတော့တွေ့ရှိရတာပေါ့garment industry အတွက်ကတော့ဒီအခုတို့ဒီပွဲတွေကနေတွေ့ခဲ့တဲ့ဒီမိတ်ဆွေတွေဟိုဟာတွေကနေအသည့်တွေကနေတဆင်ဒီ network တွေရနိုင်တာပေါ့နော် order ရနိုင်တဲ့ကိစ္စတွေဒါနောက်ပိုင်းဖြစ်လာနိုင်တာပေါ့နောက်ပြီးတော့ဒီသူတို့စီကဒီအခုဘယ်လိုတွေဘယ် order တွေအထုတ်များနေတယ်ဘယ် product တွေကတော့ခစ်စားနေတယ်ပိုအယောင်များနေတယ်ဆိုတာတွေလည်းအများကြီးလေ့လာတဲ့အတွက်ကိုတို့ဒီမြန်မာနိုင်ငံ industry အတွက်လည်းအိန္ဒိယကနေပြီးတော့ဘယ်လိုsourcing လုပ်ဖို့အတွက်အခွင့်အလမ်းတွေရနိုင်မလဲဆိုတာတွေတော့သိရှိနိုင်တာပေါ့ဟုတ်ကဲ့ဒီပွဲကနေပြီးတော့ကိုတို့ဒီမြန်မာနိုင်ငံဒီအထည်ချုပ်ကဏ္ဍအတွက် sustainability development ဒီဟိုအတွက်တော့ကိုတို့အများကြီးnetwork တွေတော့ရတယ်ပေါ့နော်။ဘာလုပ်လဲဆိုတော့ဒီ software ပေါ့ software ဒီ production အတွက်လိုအပ်တဲ့ SMV အတွက်တဲ့ software IE software ပေါ့အဲ့ဒါမျိုးတွေကိုကိုတို့ဒီချိတ်ဆက်ရခဲ့တဲ့အတွက်ကိုတို့ဒီသင်တန်းမှာလည်းပြန်ပြီးတော့ MGHRDC မှာလည်းနောက် EC စက်ရုံတွေ member စက်ရုံတွေအတွက်လည်းဒီ software ကအသုံးဝင်လာနိုင်တာပေါ့ဒီ IE ကဏ္ဍကိုဘယ်လိုပိုကောင်းအောင်တိုးတက်အောင်လုပ်လို့ရမလဲဆိုတော့ကိစ္စတွေပေါ့အဲ့ဒါတွေဆွေးနွေးဖို့ရှိပါတယ်အချုံငုံပြီးပြောရရင်တော့ဒီလိုခီးစဉ်တွေကတော့သွားသင့်ပါတယ်ကောင်းပါတယ်ဘာလို့ဆိုတော့ဒီနိုင်ငံတကာမျက်စိပွင့်နားပွင့်ပေါ့နော်အခုလိုသွားတဲ့အတွက်ပွဲတွေမှာဘယ်ပွဲတွေဆိုတော့ဘာတွေဘယ်လိုတွေရှိရဲဘယ်နိုင်ငံတွေမှာဆိုဘာတွေသူတို့ export ဘယ်ထုတ်ကုန်တွေဆိုရင်အဓိကထုတ်ရတယ်ဆိုတဲ့ဟာမျိုးတွေအများကြီးပေါ့လေ့လာလို့ရပါတယ်နိုင်ငံတကာ exposure လည်းရအထူးသဖြင့်order ရဖို့ကိစ္စတွေပါတယ်အတွက်ကြတော့လေဒီပွဲတွေသွားနေမှသာအကိုတို့ဒီနိုင်ငံက industry ကstill working on ဖြစ်နေဆိုတဲ့ကိစ္စတွေပေါ့နော်အဲ့ဒါမျိုးလေးတွေ exposure ရှိအောင်ပေါ့သွားတဲ့အတွက်ပွဲတွေကတော့သွားသင့်တယ်တက်သင့်တယ်လို့ယူဆပါတယ်ခင်ဗျ